အာဖရိကရောဟိုလည်းနှခိုင်းယူထောလန်ပြီးနန်းလာရဲ့အားရစရာကြီးည7နာရီကျော်လောက်ကလေအဲ့ဒါကိုမြင်တာချစ်ခွတ်ပန်နေဆိုပေမဲ့လေကြောက်လိုက်တာဆိုတာပဲသိလားစဉ်းစားကြည့်လေကပလီရောက်နေစေတော့ကနေဗျာသိရမလားမနှင်းပုံယူလေအားရပါယူသူတို့နှခိုင်းယူလေထော်ပြီးတော့လို့နန်းလာအားရစရာကြီးသိလားသူတို့အားရတာမကိုက3ရက်တော့အိတ်မပြောလန့်တာလေအောက်ကလူတွေကလည်းစော်ပေးတာလေအာဖရိကတိရောက်သွားတယ်ဟဲ့တဲ့အားရစရာကြီးတော့ဝိုင်းနှမ်းကြတယ်သူကတာလေလုံးဝအမိုက်စားပဲသိလားခွေတာပေါ့ပျော်ကြတာပဲသူကတော့အဓိကတော့လေကိုနောက်ကြတာစကြတာပဲကိုစိတ်ဆိုးမဲ့တင်ပြီးတော့ကောင်မလေးကကြိတ်ဝမ်းတာတင်မောင်တန်းကတော့အတီးပါတင်မောင်တန်းတနာဖို့ကောင်းပါတယ်သူအမြဲလိုက်နေကြပြီသူမရအဲ့လိုလည်းမဟုတ်ပါဘူးအဓိကသူ့ကိုမမြင်တာနည်းနည်းလေးမဲကိုကိုလိုက်တဲ့လူတွေကြိုက်တဲ့လူတွေတော်တော်များများတော့ညီမလေးသူတို့ကအဖြေကိုမမျှော်လင့်ဘူးဒီတိုင်းပဲပြောပြီးသွားတယ်သူတို့အဖြေမလိုချင်ဘူးမဟုတ်ညီမလေးပြန်ကြိုက်မှာဆိုတာသူတို့အားလုံးအတွက်ဝိုင်း